အဲ့လိုမျိုးပေါ့နော်ဒါတွေကလက်ရှိမှာတော်တော်များများ stress တွေဖြစ်ကြတယ်ဒါတွေကအခုချိန်မှာတော့ဖြစ်တာပေါ့နော်ဒါဒီအကုန်လုံးတော်တော်များများခံစားကြတယ်မှာအဲ့လိုအိတ်မပြောတာတွေပါခက်ကပိုဆိုးလာတာပေါ့နော်ဟို stressful ဖြစ်တာပေါ့နော်ဒါလုံးနဲ့ပတ်သက်တာလူငွေနဲ့ပတ်သက်တာတွေရောအဲ့မှာကျွန်တော်ချက်ဆက်ချက်လေးချက်ပြပြမယ်ပေါ့နော်တစ်ကတော့ဘာလုပ်လို့ရလဲဆိုတော့ तू ကပုံမှန်သတ်မှတ်တာအိမ်မအိမ်တော့ဒီချိန်မှာအိမ်မယ်ဒီချိန်ထမယ် तू က sleep pattern ပေါ့ schedule ကိုဆွဲထားတယ်ပေါ့နော်နံပါတ်1ကအိမ်မယ်ထမယ်ကိုအချိန်ဆွဲထားတာဘာလို့ဆိုတော့ तू ခန္ဓာကိုယ်မှာ internal clock ဆိုတာရှိတယ်အဲ့ဒါလည်းဟုတ်တယ်ကျွန်တော်တို့ကမနေ့ဆိုရင်ဘယ်ချိန်ထမယ်လို့ကို remind လုပ်ပြီးမှအိမ်ထားတယ်မဟုတ်မှကြောက်ကြီးသွားမယ်ဆိုရင်မနေ့4နာရီထားမယ် तू ကလေးစိတ်ကိုထားပါ9နာရီဆင်းမယ်6နာရီလင်းထွက်မယ်ဆို9နာရီရအောင်ဝင်ရမယ်ဆိုရင်၄ခွဲကိုလာကြိုမယ်ဆိုမနေ့4နာရီထားတယ်အဲ့မှာကျွန်တော်ဆိုမှကွာမနေ့ရန်ကုန်နေမန္တလေးပြန်ရင်မနေ့4နာရီထား၄ခွဲကိုဟိုညတဲ့ပြင်ဆင်ထားတယ်၄ခွဲကိုဟိုလင်းဝင်ဆင်းနေဆိုရင်သူက internet clock ဆိုရင်4နာရီလို့ပြောထားရင်ကိုကတခါလေ4နာရီမထုတ်ခင်နဲ့ကိုနိုးနေအဲ့လိုမျိုးတွေရှိတယ် rhythm လို့ခေါ်တာသူက circadian rhythm ဆိုတာရှိတယ်နံပါတ်1အဲ့လိုမျိုးအချိန်မှန်လောက်ရတယ်ပေါ့နော်နေတိုင်းပဲချင်းအိမ်မယ်ပဲချင်းထားမယ်လို့ကိုသူကအဲ့လိုမျိုးဘောက7နာရီ17နာရီအိမ်မယ်မနေ့ကဒါ9နာရီထားမယ်အဲ့လိုပုံမှန်လောက်ရတယ်ပေါ့နော်နံပါတ်1နံပါတ်2ကကျတော့ခုနပြောတဲ့ဒီအိရဝင်empowerment ပေါ့သူပုံမှန်အေးတယ်ဆိုရင်သူအေးတယ်ဆိုအေးတယ်ပေါ့နော်မထားချင်ဘူးလေကျွန်တော်တောင်းကြီးဟောင်းရင်စောင်းမိုးနေမထွက်ချင်ဘူးအေးတယ်မှောင်ချတယ်နော်꽌ရက်ဖြစ်တယ်ငြိမ်ရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ညလုံးကိုအဲ့မှာအုပ်ပြီးအိတ်တိုင်းလည်းရှိတယ်ချို့ကြအတန်နားဆိုရင် ear plug တွေအိတ်တာလည်းရှိတယ်သူက environment ကိုလည်းသူကအဲ့လိုမျိုးအမှောင်ချရတာမျိုးတွေရှိတာပေါ့နော်နံပါတ်2နံပါတ်3ကကျတော့ဒီပြီးသားပေါ့နော်ဒီဖုန်း screen တို့ဘာတို့က blue light တွေပဲဖုန်းတို့ tablet တို့ computer တို့ထိတာကိုအနည်းဆုံးတစ်နာရီတော့ချရမယ်ဟိုဒါကျွန်တော်ပြောပြီးအိတ်မှဖြစ်မယ်ကျွန်တော်လည်းတော်တော် down နေပြီဒါစိတ်ကထိုင်တာလူနာများတာပါတယ်ပေါ့နော်တောင်ကြီးမှလည်းပြီးတော့အေးတယ်မနေ့ကမထနိုင်ဘူးတော်ကြီးကိုစောင်းမှုနဲ့မထွက်ချင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့နောက်တစ်ခုကအဲ့ဒီ screen time ကိုတော့တစ်နာရီတော့ချရတယ်ပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုးဟိုတချို့တွေဟွာတွေလောက်တာရှိတယ်ဖုန်းကိုလေအဲ့လိုမျိုး blue light တွေ short တယ် screen short တာရှုပ်3နာရီရှိတယ်ပေါ့နော်နံပါတ်4က coffee ပေါ့ကွာတီဗီစားကျွန်တော်တို့ကျတော့ coffee အကျင့်ဖြစ်နေလို့ဒါညနေပိုင်းနေမတောက်တင်ဘူးပေါ့နော်အဲ့လိုပဲအိတ်ခဏီမှာဆိုလေ alcohol limit လောက်ရတယ်တဲ့ alcohol တောင်းလည်းဟုတ်တယ်တစ်ခါကျတော့ကြောင်သွားတာတွေရှိတယ်ရက်ဆိုတာလေနော်အိတ်ခဏီအဲ့လိုမျိုး heavy meal တွေမစားဘဲနဲ့သူကအပြောသီးတို့ nuts တွေတို့ဒိန်ချင်းတို့တောင်းရင် okay တယ်နံပါတ်ကတော့တီးပဲတိုင်း exercise ပေါ့နော်ညနေပိုင်းလမ်းလျှောက်ပြီးရည်နည်းနဲ့ချိုးအဲ့ဒါအိတ်တာပဲနော်နံပါတ်6ကကျတော့သူကဘာလဲဆိုတော့သူကရင်နွေးလေးနဲ့ချိုးတယ်ပေါ့ one pack ချိုးတယ်တို့ deep breathe လုပ်တယ်ပေါ့ stretch လျှော့တာပေါ့နော်နံပါတ်1ကမအိတ်ခင်လေး stretch လျှော့ရမယ်နော်နေ့လယ်ပိုင်းနံပါတ်9ကနေ့လယ်ပိုင်းအိတ်တာတွေနည်းနည်း short အိတ်နော်အဲ့လိုမျိုးဒီကတော့ stress ပါပဲ stress ကို short ရမယ်နော်နံပါတ်8ကနံပါတ်9ကကျတော့မနေ့နေပူစာလေးလုံပေါ့နံပါတ်10 magnesium နဲ့ပြီးတော့ခုနပြောတဲ့ herbal tea ပေါ့ချောင်းမိုင်းပေါ့နော်အဲ့ဒါလေးတောက်